ကဲအခုစမှာတော့မုံစားပြိုင်ပွဲဖြစ်ပါရဲ့၄ယောက်လုံးနော်ပြပြမယ်နော်လက်နဲ့မကန်ရဘူးအဲ့မုံကိုအစဆုံးကောင်းစားနိုင်တဲ့လူကအနိုင်ပဲဟုတ်ပြီနော်1 2 3ဆိုစမယ်နော်1 2 3စဆွဲရရဆွဲရပါစက်ထဲမှာနော်ကြံလို့မရဘူးဟာကောင်းနေရဟိုကပြီးတော့မယ်ဟိုကပြီးတော့မယ်နော်အားရဟိုကအကြီးဆုံးကအပြီးဆုံးကောင်ဖြစ်တော့မယ်ဆွဲရရဆွဲရရဟိုကလဲနေတယ်ရလဲနေတယ်ဟိုကကြိုက်တာလဲနေဟိုကတော့အကုန်ဆွဲဖြဲလာပြီဟိုကအတူလေးကြံနေရဟာငါအပင်လည်းနင်းနေရအောင်အပင်တွေကနင်းကုန်ပြီလို့အမှန်ကြီးဟုတ်နောက်ဘာလို့ဟောပြီးရတာမနောက်ဆုံးလိုက်တဲ့လူကမကြံတော့မကြုံတတိယသွားတဲ့ကောင်လဲနေတယ်သူကနဲ့သူမင်းအချောင်းနဲ့မင်းလဲနေကဲပြီးတော့မလားပြီးတော့မလားအောက်တော့နေပါတော့ကြာမှာပေါ့မဟုတ်ကောင်အသေးတန်ရောက်ကြီးလဲနေဒါပေမဲ့ဒီကောင်အရင်တော့ဒီကောင်ပြီးရတာမှာဟင်အဲ့ဒါလေ तू အရင်ရောက်လာပြီးလာစားပါစေဦးနေမနောက်ကြံနေလူကြည့်ရမကြောက်ကောင်မလေးကပြီးသွားပြီနည်းနည်းပါတော့ကြာမှာဗောဟိုလိုကြီးအကုန်ကြာမှာနည်းနည်းမှမင်းတို့ဒီမှာဟဲ့မနောက်မလိုက်တဲ့ကလေးမတော့အကုန်သွားပြီဒီမှာကျုံဆရာကြီးကပြီးတော့ဟာမင်းနေပြီးတော့နေနေလူကမင်းငါ့ကိုထိုင်လို့ပြောရင်တဲ့နေရင်လည်းမလွယ်ဘူးလို့အဲ့လိုပဲအဲ့လိုလုံးမရမင်းဘေးကနေရဒူးလေးကွေးလိုက်လေကွာဒူးလေးကွေးစားလိုက်ဟာရရှုံးနေပြီအေးစေးစားတော့ရပြီမမေးလဲဖြုတ်ပြီးရစားလိုက်တော့ပြီးနေပြီနိုင်တဲ့လူကဒီမှာ